တကယ်ကြီးတော့အလုံးမင်္ဂလာပါဆရာအခုသင်ခန်းစာအသစ်ကိုဆက်ပြီးတော့ညှောက်ရမှာဖြစ်ပါတယ်အဲဒီနေ့သင်ခန်းစာကဘာလဲဆိုရင်ဆရာတို့က are you a doubter အဲ့တော့ are you မေးခွန်းတွေဆရာတို့ဘယ်လိုမေးမလဲပေါ့ are you เนาะ are you မေးခွန်းတွေကိုဆရာတို့ဘယ်လိုမေးမလဲဟိုဒီနေ့သင်ခန်းစာမှာဆရာ do you မေးခွန်းတွေဆရာတို့ကဒီ verb ဆိုတဲ့ကရိယာနဲ့ဆရာမေးခွန်းတွေမေးခဲ့တာ are you ကြတော့အဲ့လိုမျိုးဆရာတို့ကဒီ verb တွေကိုတွားမေးလို့မရ are you go are you see are you understand are you drink တွားမေးလို့မရ are you eat လုံးဝမေးလို့မရအောင်ဒါဆိုရင်are you ဘယ်လိုမေးမှာလဲဒီမှာကြည့်ကြည့်ရ are you a doctor အဲ့တော့ doctor ကြီးဆရာတို့က noun ပါเนาะ noun ဖြစ်ပါတယ်အဲ့တော့ are you in the class မင်းအတန်းထဲမှာရှိလားဒါဒီဆရာတို့ကနေရာဖြစ်ပါတယ် are you happy မင်းပျော်လားဒါဒီ adjective ဖြစ်ပါတယ်เนาะဟိုရှေ့ရဆရာတို့ဒီသင်ခန်းစာတွေမှာဆရာဒီ ma is they are တွေဘယ်လိုသုံးလဲကိုဆရာပြောပြပြီးခဲ့တယ်ဒီပဲเนาะအဲ့တော့ ma စာကြီးဆရာတို့ကဖြစ်တာတနေရာမှာရှိတာဆရာတို့ the adjective တွေကိုဆရာတို့သုံးပါတယ်เนาะ the တွေဒီဖြစ်ချင်းသုံးပါတယ်အဲ့တော့ ma စာကိုဆရာတို့က noun ပေါင်းမယ်ဆရာ place ပေါင်းမယ်ဆရာ adjective တွေအဲ့တော့ noun place adjective တွေကိုတွေ့ရင်ဆရာတို့က ma စာနဲ့မဖြစ်မနေဆရာတို့စကားပြောရမယ်ရေးရမှာဖြစ်ပါတယ် yeah are you a doubter မင်းကဆရာဝန်တယောက်လားခင်ဗျာဆရာဝန်တယောက်လား are you in the class တူတူပဲเนาะ are you တွေပဲနေရာဆိုဆရာရှိ are you in the class မင်းကအတန်းထဲမှာရှိတာလား are you happy မင်းကပျော်တာလားဒါဆိုရင်မှတ်ထားမှာ are you မေးခွန်းနေဆရာတို့က noun ဖြစ်တဲ့အကြောင်းเนาะပြီးရင်ဆရာတို့က place နောက်တနေရာမှာရှိတဲ့အကြောင်းပြီးရင်ဆရာတို့က adjective သောတွေကိုဒီဖြစ်ချင်းအမစ်စာနဲ့မြင်မယ်အဲ့တော့ adjective မှန်တယ်မြောက်ဆရာစကားပြောကြည့်ချင်းအမစ်စာနဲ့ဆရာတို့မြင်ရမယ်တိုးတော့ဒီနေရာမှာ are you a doubter အလုတ်ကင်မေးတာဖြစ်တဲ့အတွက်အလုတ်ကင်မေးရင်ဆရာတို့က a တွေ n တွေကိုဆရာတို့မဖြစ်မနေတော့အောင်เนาะ are you a doubter ဆရာဝန်တယောက် a teacher ဆရာတယောက် are you a doubter ဆရာဝန်တယောက် a teacher ဆရာတို့ဆရာတယောက် an engineer တယောက်ဒီမှာတရာနဲ့စတယ်ဆိုဆရာတို့ကရှေ့မှာ n ရေးပေးရတယ် a singer အဆိုတော်တယောက် an actor အနုပညာရှင်တယောက်သူဆောင်တယောက် a taxi driver taxi မောင်းသမားတယောက်အလုတ်ကင်ကိုပြောတဲ့အခါမှာဆရာတို့က a တွေ n တွေတော့မှာဖြစ်ပါတယ်အဲ့တော့ ms ကိုမှတ်မယ်ဆိုရင်ဆရာတို့ noun တွေ place တွေ adjective တွေကို ms နဲ့ပြောမယ်လူတယောက်ရဲ့အလုတ်ကင်ပြောချင်တယ်ပဲဆရာတို့ကဒီ ms ကိုဆရာထည့်တော့မှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာအစားထိုးပြီးတော့လေ့ကျင့်မှာ noun တွေကို are you doctor are you teacher are you a singer are you a pilot being are you in the class are you a tour are you in Korea are you in the bus are you the teacher are you at the tea shop are you at the bank are you in the hotel ဒါမို့လို့ဆရာတို့မေးရမယ်ပြီး are you happy are you lazy are you angry are you hungry are you late are you active are you sad အဲ့တော့ adjective တွေကိုဆရာချရေးပြီးတော့မိကုန်းလေးမေးကြည့်ပါအဲ့တော့အလွယ်ကူဆုံးသင်ခန်းစာရင်းနဲ့ပဲဆရာတို့ကအလေးကျင့်ဖြောက်လေ့ကျင့်ပြီးတော့ရှေ့ဆက်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဆရာရဲ့ဒီသင်ခန်းစာ video file တွေကိုထိုးတစ်ကနေစပြီးတော့အခုချိန်ကြီးဆရာတို့ကိုကြည့်ရှုပေးတဲ့လေ့လာသင်ခန်းကြောင်းလို့ကျေးဇူးတင်ပါတယ်ဆရာလေ့ကျင့်ကြည့်ပါလုံးဝအဆင်ပြေသွားပါလိမ့်မယ်ဆရာတစ်ဆင့်ချင်းလုံးဝအလွယ်ကူဆုံးနည်းလမ်းတွေပဲဆရာတောက်လျှောက်ပြောသွားမှာဖြစ်ပါတယ်သိချာလက်လုပ်ပေးကြည့်ပါโอเคအားလုံးကျေးဇူးတင်ပါတယ်နော်